တကယ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီ obesity လို့ခေါ်တဲ့အဝါလွန့်တဲ့အနေအထားကိုရောက်နေပြီဆိုလို့ရှိရင်တော့နောက်ဆက်တွဲအနေနဲ့ fatty liver လို့ခေါ်တဲ့အသည်းအဆီဖုံးတဲ့ယောဂ heart disease လို့ခေါ်တဲ့နှလုံးယောဂတွေပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေပြီးတော့ stroke လို့ခေါ်တဲ့လေဖြတ်တဲ့ယောဂ Alzheimer ယောဂပြီးတော့ cancer ယောဂတွေပေါ့နော်ပြီးတော့ mental illness လို့ခေါ်တဲ့ဒီစိတ်သက်ကြတဲ့ယောဂတွေပေါ့နော်စိတ်ပိတ်ဆရာယောဂတွေဒီလိုယောဂတွေကနောက်ဆက်တွဲအနေနဲ့တစ်ခုတည်းလည်းဖြစ်လာနိုင်တယ်လို့တစ်ခုသို့မဟုတ်သုံးခုဒါမှမဟုတ်အလုံးပေါ့နော်၄၅ခုအဲ့လိုမျိုးတစ်ပြိုင်တည်းလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဒီပညာရှင်တွေကဆိုထားပါတယ်ဒါကြောင့်ကိုယ့်ရဲ့ BMI ကဘယ်အနေထားရောက်နေပြီလဲ weight တင်ဖို့လိုနေတာလား weight ချိုးဖို့လိုနေတာလားဒါမှမဟုတ်အဝါလွန့်နေပြီလားဆိုတာကိုသိရှိအောင်ဒီစရာလေးကိုကြည့်ပြီးတော့ခုပဲတွက်ချက်ကြည့်လိုက်ပါတကယ်လို့ကိုယ့်ရဲ့ BMI ကိုတွက်ချက်တဲ့အခါအခက်အခဲရှိတယ်ပေါ့နော်တွဲလို့မရဘူးတွဲရတာအဆင်မပြေဘူးဆိုလို့ရှိရင်တင်းရဲ့အရေးအမြင့်နဲ့ correlation ကိုကိုယ့်ဘက်မှာရေးထားပေးခဲ့ပါကျွန်တော်တူတယောက်ချင်းစီရဲ့ BMI ကိုတေချာတွက်ချက်ပြီးတော့အတိအကျ reply ပြန်ပေးပါမယ်ပေါ့နော်ဒီဗီဒီယိုကတင်းကြမ်းမှရေးအတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ like နဲ့နှိပ်ပေးခဲ့ပါ